Hello အားလုံးပဲမင်္ဂလာပါအခုကတော့အခန်းတလေးစမှာဖြစ်ပါတယ်ဒါမောင်ညီမနှစ်ယောက်ဆော့တာဖြစ်တဲ့အတွက်လိုက်ပြီးတော့ကြည်ပေးကြပါအောင်နော်ကဲအားလုံးပဲတော့ကြစို့အခုချိန်မှာတော့ကောင်းမောင်းတဲ့နဲ့ဟိုဘက်ရှိဒီဘက်ရှိနေမောင်းရင်နဲ့အမှန်ကတော့ဦးတီနေခီရတော့အိမ်ဆောက်ဖို့ပါအိမ်ဆောက်ပြီးတော့အိမ်လေးနဲ့နေမယ်ညီမလေးကအိမ်ဆောက်ပြီးနေနေဆိုလို့ဟိုအိမ်ကိုညီမလေးကကားမောင်းပြီးသွားတယ်ကိုကတော့ဘေးနဲ့မှထိုင်နေတယောက်ပါဟုတ်ပါတယ်အိမ်လေးနဲ့နေရတာကကိုယ့်အိမ်ကိုရနဲ့နေရပုံမိုက်တယ်ပြီးတော့ခြံလေးနဲ့ပြီးတော့ကားလေးလည်းထားလို့ရတယ်ကိုယ်စိတ်ကြိုက်ပုံပေါ်နိုင်တာပေါ့နော်ဒါကတော့တရားလေးဖြစ်ပါတယ်အခုတရားနီအောင်လေးကနေဖြတ်ပြီးသွားအရမ်းမိုက်တယ်နော်ရှူရင်းလေးကစပီဆွဲကြမယ်စဖီဆွဲမယ်ဆိုပေမဲ့ဒါပေမဲ့ကားကမရက်လို့စဖီလည်းမဆွဲလိုက်ရပါဘူးအနီအောင်သားလေးကလုံးဝကိုရီးယားကားတွေကဗိုက်လေးရတယ်အမအခုအပြင်မှာအိမ်မပိုင်တဲ့လူတွေဆိုရင်ဒီမှာကိုယ့်ဘက်ကိုအိမ်တစ်လုံးဆောက်ပြီးတော့ကိုယ်တိုင်စိတ်ချိုက်ပုံဖော်နိုင်ပါတယ်ဒီမှာနိုင်ငံတကာ international က friend တွေလည်းရှိရဲ့အတွက်တငယ်ချင်းတွေနဲ့အတူတူနိုင်ငံခြားတငယ်ချင်းတွေလည်းရနိုင်တဲ့အခွင့်အရေးတွေအများကြီးရှိတယ်တငယ်ချင်းတွေနဲ့ပြောပပလေးကိုအပေါ်ဖော်နေဆော့ကျင်နေဆိုရင်လည်းအဆင်ပြေပါတယ်နောက်ပြီးတော့ဒီကိန်းနဲ့ဝင်လို့ရှိရင်ကိုစိတ်ချိုက်အင်ကြီးကာလာကိုယ့်ဘက်ကိုဒီဇိုင်းလေးတွေကိုယ့်ဘက်အမျိုးပြောင်းလို့ရတဲ့အတွက်အရင်ကမိုက်တဲ့ကိန်းလေးပါနော် fashion အမြင်ရှိတဲ့ခလေးလေးတွေအတွက်အရင်ကမိုက်ပါတယ်ဟုတ်ပါတယ်ညီမနှစ်ယောက်ကတော့ဒီလို fashion လေးတွေကိုကြိုက်လို့ဒီကိန်းကိုလည်းဆော့ရဲပြီးတော့ဒီကိန်းရဲ့ပုံစံလေးအိမ်လေးတွေရတယ်ချစ်စရာလေးဆိုတော့ကိုယ်တိုင်ပုံဖော်နိုင်တဲ့အိမ်လေးဖြစ်ပါတယ်အဲအကြောင်းဆော့ဖြစ်ပါတယ်နောက်ပြီးတော့ဒီကိန်းနဲ့မှတစ်ခုကောင်းတာကသူကတိရစ္ဆာန်လေးလည်းကိုနဲ့တူတူဆောင်ပြီးတော့မွေးလို့ရတယ်အဲ့တော့အခုမွေးထားတဲ့ခင်းထဲမှာအခုတွေ့ပါလိမ့်မယ်နော်တိုးပေါက်လေးကိုမွေးထားတာပါတိုးဖြူအောင်လေးဟုတ်ပါတယ်ဒီကိန်းကတခုတော့ဟွာဖြစ်တယ်နင်းဟွာဖြစ်တဲ့ဥစ္စာကြီးကြတော့သူက ribbon နဲ့ဝယ်ရတယ်လို့ဒီဟိုဟာကြောင့်ယူတဲ့ဟာကြောင့်ကိုယ့်ဘာကိုဒီတိုင်းပဲရပါတယ်ကိုရီးယားကလေးတွေမို့လို့ပြောပဲဆိုရတဲ့အတွက်ယူတဲ့ဟာလေးနေပဲဆော့လိုက်ပါတယ်ဒါကတော့နာမည်ကြီးအပိုင်းဖြစ်ပါတယ်အိမ်မှာကိုအိမ်ပိုင်မှာကိုအိမ်ဖြစ်တဲ့အကြောင်းကိုအိမ်ပိုင်ရှိရဲ့နာမည်လေးကိုဆိုင်အိမ်ရှိဆိုင်ပုံမှာရေးလို့ရပါတယ်အဲ့တော့ညီမနှစ်ယောက်ရဲ့နာမည်ကိုရေးနေရပါအခုဟုတ်ပါတယ်အိမ်လေးကတော့အရင်ကလှပါတယ် Christmas vibe လေးနဲ့အဖြူနဲ့အနီလေးနဲ့လုံးဝချစ်စရာလေးကိမုန်လေးကြနေရောပဲနော်အမကပြောင်းနေလည်းမသိဘူးကိုကမှရိုက်မယ်လားဆိုအောင်ဖြောက်သွားနေအိမ်မှာကျမ channel မှာပတ်ပြီးရှောက်သွားနေရဖြစ်ပါတယ်ဟုတ်ပါတယ်ဒီညအိမ်ဒီမှာရှောက်ဝင်နေရပါနာမည်ရေးရမှားသွားလို့ပြန်ရေးရတဲ့အပိုင်းလေးပါအဲ့တော့သူနာမည်ရေးနေချိန်မှာကိုကသူညအိမ်ကိုရှောက်ပြီးကြည့်နေပါတယ်ဘလူးဒီဇိုင်းရဲ့အိမ်လေးအကုန်လုံးကအရင်ချစ်ဖို့ကောင်းတယ်လေဘေးနားမှာရုံလေးလေးနဲ့သွားနေရအဲကတော့အမပါဒီအိမ်မှာစာရီကြီးနေညီမလေးပါဟုတ်ပါတယ်အိမ်ထဲကိုကူပတ်ကြည့်မယ်ဘာရေးရှိမလဲဘလို့အိမ်လေးရဘလို့လေးလှသွားမလဲဆိုတော့လူကြည့်ကြမယ်တယောက်တစ်ခန်းစီလည်းအခန်းကြီးခွဲကြပါမယ်အိမ်မှာအိမ်ရှိအဝကနေပြီးတော့ဝင်မှုလုပ်ပါတဲ့အတိုင်းဝင်ခဲ့ပါဘူးအိမ်နောက်ပြဝင်ပါလေစပြီးတော့အဲ့ဒါညီမရဲ့အလဲတလဲလေးပါအမကတော့အနောက်မှာအေးစေးစရာရသွားပြီးတော့နှက်နေပါတယ်သူကတော့တိမ်လုံးအပြည့်ကြီးပဲမှာအထိုင်ကုန်မှာထိုင်နေရတော့ကျမဖြစ်ပါတယ်ထိုင်ကုန်မှာထိုင်နေရပါနောက်ပြီးကြတော့အိမ်ထဲကိုဝင်မှု Christmas တေးပင်အဖြူရောင်လေးတွေကိုညီမကတော့လိုက်ကြည့်နေပါတယ်အိမ်နောက်ဝေးကနေပဲစာရီဝင်ပါတယ်အိမ်ရှိကမဝင်ပါဘူးနောက်ပြီးကြတော့သူကစိုင်းနေရတီးပါတယ်ဆိုင်ကြီးအတီးနေတဲ့အချိန်မှာအမကဘာပြောလဲဆိုတော့ငဘောလုပ်တယ်လို့ပြောတယ်ဒါပေမဲ့ပြီးတော့စနေရက်ရောက်သွားသူကတယောက်တည်းထားကနေပါတယ်အမှန်ကတော့အဲ့ဒါကတော့မဟုတ်ဘူးသူယုံတဲ့ပုံစံအရှင်ပြဖို့ပါပြီးတော့သူကထိုင်တီးနေပါတယ်တွားပြီးတော့သူကတော့ကြည်ကြီးကိုယ်တိုင်ဝင်တီးနေဖြစ်ပါတယ်ဟုတ်ပါတယ်ဒါတော့အိမ်ရဲ့ပုံစံလေးတွေလိုက်ပြမှာဖြစ်ပါတယ်အဲ့မှာအခန်းကြီးလိုက်ရှာနေတာဒါတော့အနောက်ရဲ့တပီကြီးခန်းလေးပေါ့နော်ဒါလေးကအေခန်းလေးပါဒါလေးကဒါတော့ဖက်နဲ့တွေထားရစင်တော့မသိဘူးပေါ်တက်ပြီးအခန်းသွားယူတော့မယ်မတက်ပြီးရောအမအခန်းလေးယူပါတယ်အမဒုတိယထပ်ကိုတော့ကျမကိုပေးလိုက်ပါတယ်သူကဒီကကျတော့အလုတ်ခန်းတက်ပါတယ်ဒီကအလုတ်ခန်းတက်ပေါ့နော်ဟိုဘက်ကတော့အိတ်ခန်းလေးလုံးဝချစ်စရာကောင်းပြီးကျဲလဲလာရဲအဲ့ဒါအမပေးလိုက်ပါတယ်အရင်ချုပ်ကောင်းပါတယ်အရှိအမကြီးဝရဏဗျူးလေးကလည်းအရင်လှပါတယ်ရေချိုးခန်းလေးကလည်းကျဲတယ်အမကိုတော့ခေါ်ပြီးပြမှာဖြစ်ပါတယ်သူ့ကိုကြိုက်လားမကြိုက်ရကြည့်ခိုင်းမလို့အိမ်မှာကျမနေလိုက်ပါတယ်ချင်းဝင်ပြီးတော့တန်းပြီးတော့ပြီးကြတော့အိမ်ဒီမှာတကားပိတ်လို့လည်းပြောခံရပါတယ်
ဟုတ်တယ်မလားအိမ်နဲ့နေရတော့စီကန်းရှိရမယ်ကိုအိမ်နဲ့ကိုစီကန်းမရှိရင်ဘယ်သူကပို့ပြီးစီကန်းရှိမှာတော့ပြောလေဟုတ်တယ်နော် Roblox ဆိုတိုင်းမြင်တဲ့တကားမပိတ်ပါဘူးကျမ ဟုတ်ပါတယ် Minecraft လည်းအဲ့လိုပါပဲတကားမပိတ်ပါဘူးအဲ့တော့ကျမတရေတွေဝင်ပါတယ် ကျမတို့ညီမ2ယောက်ကဘယ်ဂိမ်းနဲ့ညီမညီမ2ယောက်ကဂိမ်း3ခုဆော့တယ်အဲ့3ခုမှာတော့အကောင်လုံးကအကြိုက်ဆုံးဖြစ်နေတယ်ဒီကတော့ရေချိုးကတက်ပေါ့နော် အဲ့ game ကြီးအကုန်လုံးကိုလည်းဒီလိုပဲ voice actor လေးလုပ်ပြီးတော့ထပ်ပြီးတော့ပြမှာပါအဲ့ကြလို့ရှိရင်လည်းဝိုင်းမျိုးအပေးကြပါအောင် Mobile Legends နောက်ပြီးကြလို့ရှိရင် Minecraft Roblox အဲ့3ခုလုံးပြမှာနောက်ထပ် game တွေတခြားတော့ game တွေလည်းစော့ဖို့ခွင့်ရရှိလို့ရှိရင်ထပ်ပြီးတော့ပြအောင်ပါဖြစ်ပါတယ် ဒီထက်ကောင်းတဲ့ online game တွေရှိသေးလို့ရှိရင်လည်းကျမတို့ရဲ့ channel လေးမှာလာပြောပြလို့ရပါတယ်နော် ဟုတ်ပါတယ်အဲ့ online game တွေဆော့ပြပြီးအခုလိုပဲပြောပြပြီးမှဖြစ်ပါတယ်ကျမတို့ရဲ့အတွေ့အကြုံလေးတွေ share ရင်းလုပ်ပါဖြစ်ပါတယ် ဒါကတော့ညီမယူမှန်ခံပါဟုတ်ပါတယ်အပေါ်ထက်မှနေကြိုက်မယ်ဒါပေမဲ့ဆွမ်းနာအမခန်းထက်တော့ကျင်းတာပေါ့ ဒီကိန်းဆိုရင်လည်းတငယ်ချင်းတွေအများကြီးရခဲ့ပါသေးတယ်။တငယ်ချင်း main ကလေးတွေအများကြီးဆော့နေတာတွေ့ပြီးတော့သူတို့ကလည်းလာပြီးခေါ်ပါတယ်။အဲ့တော့သူတို့အင်ဂျင်လည်းရှောက်ပြီးခေါ်ဖို့အတွက်သူတို့ကလိုက်ပြီးတော့ဖိတ်ပါတယ်။သူတို့ကိုယ်တိုင်နဲ့တွားတယ်ကလပ်တီလည်းတွားခဲ့ပါတယ် ဟုတ်ပါတယ်ဒါအမအခန်းတကားမပိတ်လို့ဝင်ပိတ်ပြီးတော့အမအောက်ကျသွားပါတယ်ပြန်ဖွင့်မယ်ပြန်ပိတ်မယ်ပြန်ဒီကနေပဲခုံချလိုက်တော့မယ် ။အဲ့မှာအောက်ကနေပြီးတော့တကားဖွင့်လို့မရလို့အပေါ်ကနေပြီးတော့ဟိုဘက်အခန်းနေဒီဘက်အခန်းအိဝေဒနာကနေကျမခုံပြီးတော့တွားတာဖြစ်ပါတယ် တကားဖွင့်လို့မရဘူးဆိုလို့လည်းအမဖွင့်မရပါဒီရဲ့ပေါ်ကနေ ။အဲ့ဒီကျမအိမ်မှာရှောက်တွားပါတယ် သူ့ကိုဘယ်လောက်ပြောပြောတကားကိုအိမ်တကားကိုဘယ်တော့မှပြန်မပိတ်တဲ့အချင်းသူ့အချင်းပါ ။ဒီကြည့်အမှန်တော့တရေကတရေကင်းဒီမှာဆော့လို့ရှိရင်အရင်ကောက်မှာကျမတို့နောက်ကတရေကင်းတွေဆော့ပြလို့ရှိရင်လေလာပြီးတော့အားပေးကြပါဦးကျမတို့တရေကင်းဆော့လို့ရှိရင်အရင်ကိုရည်ရပါတယ် နေရောက်တာအာပြင်းနဲ့အောင်နေရပါ တရေချတဲ့ဂိမ်းကြီးလေးဆော့ပြီးမှဖြစ်ပါတယ်ကြလို့ရှိရင်ဝိုင်းပြီးအားပေးကြပါအောင် စောစီခြင်းနဲ့ဂိမ်းတွေရှိသေးလို့ရှိရင်လည်းဒီ channel လေးမှာပြောပြလို့ရရနော် Roblox မှာစတဲ့ဂိမ်းကြီးအများကြီးရှိပြီးသားလေအဲ့ဂိမ်းကြီးတွေမှာဆော့စီတဲ့ဟာလေးရှိလို့ရှိရင်တစ်ခါလေးဝင်ပြောပြီးပါဒါမှမဟုတ်လည်းတူတူဆော့ချင်နေဆိုလို့ရှိရင်လည်းလာပြီးတော့အကောင့်လေးလာပြီးနေလေးရေးပြီးပါရှင် ကျမတို့ညီမနှစ်ယောက်ကတော့အများဆုံးစောဖြစ်တဲ့ဂိမ်းကတော့အဲ့လို mobile legend တို့ဘာလို့စောဖြစ်သွားတယ်ဒါပေမဲ့အဲ့ထက်ပြောဖို့ကောင်းတဲ့ဂိမ်းတွေကကျတော့ဒီလိုမျိုးဂိမ်းလေးတွေဖြစ်တဲ့အတွက်ဒီလိုဂိမ်းလေးတွေမှာအတူတူပါဝင်စော့ကျင်တယ်ဒီလို fight ကောပြောတဲ့ချိန်တွေမှာလည်းအဲ့လိုအတူတူပုံလေးတွေပါကျင်နေဆိုရင်ကျမတို့ channel လေးမှာအကောင့်လေးရေးပေးခဲ့ပါနော် Minecraft ဂိမ်းလေးလည်းစိတ်ဝင်စားလို့ရှိရင်လည်းပြောခဲ့ပါ Minecraft ဂိမ်းကောင်းတဲ့ဟာလေးရှိလို့ရှိရင်လည်းကျမတို့အတီးလေးပါအောင်ရှင်ကျမတို့ Minecraft လေးဆော့ပါတယ် ဟုတ်ပါတယ်အခုတော့ Minecraft ဆော့ဖို့လုပ်နေတဲ့အချိန်မှာအမှ Minecraft ကဘယ်ဂိမ်းကောင်းတယ်မကောင်းလဲမသိလို့တိတ်မဆော့ဖြစ်သေးပါဘူး Minecraft ကအရင်တော့ဆော့ခဲ့ဘူးပေမဲ့အခုတော်မဆော့ပြလိုက်ကြပါပြီခုလောရောက်နေတဲ့ဘက်က Mobile Legends ဖြစ်ပါတယ်။တိုင်း Mobile Legends ကတော့ခုတော်အရင် active ဖြစ်နေပါတယ် ဟုတ်ပါတယ်အခုကတော့ဒီအိမ်ရဲ့ပုံစံလေးကိုညီမကစပြောင်းမှဖြစ်ပါတယ်အမကတော့ဘယ်ပြောင်းလဲမသိပါဘူးအခုလိုညီမတို့အားပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ် ။နောက်လည်းထပ်ပြီးအားပေးပါအောင်ရှင်။ကျေးဇူးအများကြီးတင်ပါတယ်။နောက်ခါထပ်ပြီးပြန်တွေ့ကြပါမယ် channel လေးမှာလည်းဗီဒီယိုတွေအများကြီးတင်ပေးမှာမဟုတ်လို့အားပေးပြီးတော့ကြည့်ရှုပေးပါဦး ။ Like and subscribe လေးလုပ်ပေးကြပါအောင်ရှင် အားလုံးပဲတတပါ ။ Bye bye